ကျမနန်ဂရိုင်းသည်သားတော်ကိုစတွေ့ချိန်မှစအသက်ထမကချစ်မြတ်နိုးခဲ့ပါသည်ဤတစ္ဆာစကားကြောင့်သားတော်ရဲ့အကုသိုလ်မပါပဲကျွန်ုပ်တို့ဦးကောင်းသည်အလိုလိုပြတ်ကြပါစေတည်းပရိသတ်ကြီးခမမနက်မှာနတ်သမီးနေ့မှာလူသားညနေမှာကျွဲဘဝသုံးမျိုးကိုတရက်ထဲမှာပဲပြောင်းလဲနိုင်တဲ့ထူးဆန်းလာရဲ့နတ်ကျွဲမာကြီးတစ်ကောင်ရဲ့သမိုင်းကိုတင်တို့ကြားဘူးပါသလားမိခင်ရင်မဟုတ်ပါပဲနဲ့သစ္စာအဓိထိုင်ကြောင်းနှုတ်ရည်တွေတဖြိုင်းဖြိုင်းထွက်ပြီးလူသားမင်းသားတစ်ပါးကိုပြုစုပြုထောင်ခဲ့တဲ့မေတ္တာရှင်ပခိုးမယ်တော်ကြီးခေါ်နန်ဂရိုင်းမယ်တော်ရဲ့လူဝတ်ချက်တွေကိုဘဟုတုတထစ်ဖွယ်မှတ်သားစရာအဖြစ်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာကျွန်တော်ကတော့မြန်မာပြည်ကိုသိချစ်တဲ့မြန်မာပြည်သားတယောက်ပါတောင်စလာတစ်အန်နဲ့စန္ဒကူးပင်တွေထူထက်လာရဲ့မာလာယုကျွန်းကြီးဟာငွေမင်းရောင်လက်ဝန်းအောက်မှာတိတ်ဆိတ်စွာအိမ်မောချနေပါတယ်အဲ့ဒီလပြင်းညာရဲ့ကန်ရီးပြင်ဘေးမှာမိမယိုလီတူဟာတစုံကယောက်ကိုငှော်လင့်ကြီးနဲ့စောင့်စားနေခဲ့တယ်လူသားယုံကြားတယောက်သာမြင်ရင်ယူနန်းသွားလောက်အောင်လှရနိုင်အားတယ်အဲ့ဒီမိမယိုဟာတာတာဂီရီနမင်းကြီးရဲ့သမီးတော်မာလာဒေဝီနတ်သမီးလေးပါပဲသူမဟာချစ်သူနဂါးပြိုသူ့ဘသားကိုစောင့်နေရခြင်းဖြစ်ပြီးသူတို့နှစ်ဦးဟာလာပြည့်ညမှာပဲတွေ့ဆုံခွင့်ရကြတာပါမောင်ကြီးသူ့ဘက်တာဘလို့အကြောင်းများရှိလို့နောက်ကျနေရပါလေနှမလေးစောင့်ရတာရှင်နေမောလာပါပြီဒါပေမဲ့သူမစီကိုစိတ်စိတ်မြိုက်မြိုက်ရောက်လာတာကတော့ချစ်သူနဂါးပြိုမဟုတ်ပဲမာလာယုကျွန်းမှာနေထိုင်နေမဟိနရာဇာကျွဲမင်းကြီးဖြစ်နေပါတယ်ကျွဲမင်းဟာနတ်သမီးရဲ့အလှမှာနစ်မျောသွားပြီးအခုချက်ချင်းသူ့မြတ်တာကိုလက်ခံမှုအတင်းအတန်မှတောင်းဆိုပါတော့တယ်ဟိုချစ်လက်စွာသောနှမငယ်ကျွန်ုပ်ဒီတင်းကိုမြင်လင်းမြင်ချင်းချစ်ကြောင်းဝင်ခဲ့ပါပြီဒီဘဝမှာတင်းကိုသာပိုင်ဆိုင်ခွင့်မရရင်ကျွန်ုပ်တေပွဲဝင်ရပါတော့မယ်ထို့ကြောင့်ကျွန်ုပ်ရဲ့မေတ္တာကိုအခုချက်ချင်းတုံ့ပြန်ပါတော့နတ်သမီးလေးဟာအတန်တန်ငင်းဆန်ပေမဲ့ကျွဲမင်းကအတန်မှတင်းပိုက်ကိုကျူးစားလာတဲ့အခါသူမဟာကောင်းကင်ဘော်ကိုပြန်တက်ပြီးထွက်ပြေးရရှာပါတယ်ကျွဲမင်းကလည်းနောက်ကနေတခိုးနဲ့ပြန်လိုက်ပြန်တယ်မလွတ်နိုင်မှန်းသိလို့မြေရှိုးပြေးပြန်တော့လဲကျွဲမင်းကမြေရှိုးလိုက်လာပြန်တယ်အဲ့ဒီလိုနဲ့သူတို့နှစ်ဦးဟာပေါင်းတောင်းတောင်ချီစီကိုရောက်ရှိလာခဲ့ကြပါတယ်ပေါင်းလောင်းတောင်ချီမှာတော့အတိတ်နဲ့အနာဂတ်ကိုမြင်နိုင်စွာရှိတဲ့ဒုကမောကလောင်ရသေးကြီးတည်တင်းဆုံးနေပါတယ်မာလာဒေဝီနတ်သမီးဟာရသေးကြီးကိုမြင်တာနဲ့အားကိုးတကြီးအကူအညီတောင်းလိုက်ပါတယ်ရသေးကြီးကညာမျက်စိနဲ့ကြည့်လိုက်တဲ့အခါဒီနတ်သမီးနဲ့ကျွဲမင်းဟာအတိတ်ဘဝကတည်းကဖူးစာပါလာတဲ့ဝူကျွေးရှိသူများသိလိုက်ရပါတယ်ဒါပေမဲ့အားကိုးတကြီးတောင်းပန်နေတဲ့နတ်သမီးကိုမလွန်ဆန်နိုင်တာကြောင့်ရသေးကြီးကမာလာဒေဝီကိုနတ်သက်ချွေပြီးပေါင်းလောင်းတောင်ချီမှာကျဆားတဲ့နန်ဂရိုင်းနတ်ကျွဲမျိုးမှာဝင်စားစီလိုက်ပါတော့တယ်နတ်သမီးကိုမတွေ့တော့ကျွဲမင်းကြီးကဒေါသပုံထားပြီးဒေါဆောင်နတ်တောင်ဆောင်နတ်တွေရဲ့ဗိမ္မာန်တွေကိုပါဥကြုံနဲ့ဝှေ့ရမ်းဖြတ်စည်းပါတော့တယ်နောက်ဆုံးရသေးကြီးကကျွဲမင်းကိုတွေ့ဆုံပြီးနတ်သမီးဟာနန်ဂရိုင်းကျွဲမဘဝကိုကူးပြောင်းသွားပြီဖြစ်ကြောင်းပြောပြလိုက်တဲ့အခါကျွဲမင်းရာဇာကရင်ကွက်နာကြပြီးတေဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ဝူကျွေးဆိုတာကတော့လွတ်လန်းမရှိပါဘူးကျွဲမင်းကြီးကလည်းအဲ့ဒီနေရာမှာတဲ့ကျွဲအဖြစ်ပြန်လဲဝင်စားပြန်ပါတယ်အဲ့ဒီချိန်ကစပြီးဘဝသုံးမျိုးပြောင်းလဲနိုင်တဲ့
နန်ဂရိုင်းကျွဲမာလီနဲ့သူ့ကိုလိုက်လံရှာဖွေနေတဲ့ကျွဲမင်းကြီးတို့ရဲ့ဝတ်ကျွေးပတ်ချလဲဇလန်းဟာစတင်နေပါတော့တယ်။နန်ဂရိုင်းကျွဲမလေးဟာပေါင်းလောင်းတောင်ကြီးမှာကြီးပြင်းလာခဲ့ပါတယ်။သူမဟာတကိုးအိတ်ထိပ်ကြီးမားလာတဲ့နတ်ကျွဲမျိုးဖြစ်တာကြောင့်နေသူချိန်မှာတော့နတ်သမီးအဖြစ်နေခင်းဘက်မှာတော့တာမန်လူသားမိန်းမပြိုလေးဖြစ်နေဝင်ချင်းညနေချမ်းရောက်မှသာကျွဲဘဝနဲ့နေထိုင်ရရှာပါတယ်ဒီထူးဆန်းတဲ့လူဝက်ချက်ကိုဘယ်သူမှမသိခဲ့ကြပါဘူးဒါပေမဲ့အတိတ်ဘဝကအညိုးတွေနဲ့မဟိနရစာကျွဲမင်းကတော့နန်ကာရိုင်းကိုမတွေ့အောင်လိုက်လံရှာဖွေနေစေပါမိခင်ကျွဲမကြီးအလိုင်းညွတ်မှုနဲ့အတူကျွဲမင်းဟာပေါင်းလောင်းတောင်ကြီးစီကိုဒေါသတကြီးခြိတက်လာခဲ့ပါနဲ့ပေါင်းလောင်းတောင်ကြီးမှာနန်ကာရိုင်းကိုတွေးလိုက်ရတဲ့အခါကျွဲမင်းဟာအတင်းအထမခြိယူဆိုပါတော့တယ်ဒါပေမဲ့နန်ကာရိုင်းကတော့မချစ်မနစ်တဲ့အတွက်ပင်လယ်ကမ်းခြေတွေကိုဖျက်ကျော်ပြီးအသက်လူထပြေးရပြန်ပါတယ်အဲ့ဒီလိုပြေးရင်လွှားရင်းနဲ့နန်ကာရိုင်းကျွဲမလေးဟာတောင်သုံးလုံးဒေသကိုရောက်ရှိသွားခဲ့တယ်အဲ့ဒီဒေသကိုအုပ်စုတဲ့နတ်မင်းကြီးဟာတနားစရာကျွဲမလေးကိုမြင်တဲ့အခါဂီယူနာတက်သွားပြီးကျွဲမင်းကြီးလက်ကလွတ်အောင်ဖွထားပေးလိုက်ပါတယ်ဒါကိုသိသွားတဲ့ကျွဲမင်းကြီးဟာဒေါသအလွန်ထပြီးမြင်သမျှလူတရိษံနဲ့လေယာဥယျာဉ်တွေကိုဖျက်ဆီးပါတော့တယ်နတ်မင်းကြီးကဘုံပြီးမှန်ဖြစ်တဲ့ညောင်မုတ်စိတ်ပင်ကြီးတောင်ပြိုလဲပျက်စီးခဲ့ရပါတယ်မိမိဆောင်တတ္တဝါတွေအတိဒုက္ခရောက်နေတာကိုမကြည့်ရတော့တဲ့နန်ဂရိုင်းဟာနောက်ဆုံးမှာတော့ကျွေးမင်းရာစားကိုလက်ဆက်ယူဖို့သဘောတူလိုက်ရပါတော့တယ်။ဒါဟာရှောင်လွဲလို့မရတဲ့ဝစ်ကြွေးဖူးစားပါပဲ။ဒီလိုနဲ့တောင်သုံးလုံးဒေသမှာပဲအတူပေါင်းတင်နေထိုင်ခဲ့ရကနေခွန်အားဗလာကြီးမားလာတဲ့သားတော်ဗန္နကကိုဖွားမြင်ခဲ့ပါတယ်။သားတော်ဗန္နကရွယ်ရောက်လာတဲ့အခါဖခင်ကျွေးမင်းနဲ့အတူတူဂျိုးခတ်ကစားရင်အားဆန်းလေရှိပါတယ်။ဒီနေ့မှာတော့ကံကြမ္မာရဲ့ရက်ဆက်တဲ့အလဲ့အပြောင်ရောက်လာခဲ့ပါတယ်။တားဖာနှစ်ယောက်ဂျိုးခတ်ကစားရင်အရှိန်လွန်သွားတဲ့အခါဖခင်ကျွဲမင်းဟာရှောက်တင်ငုတ်ပေါ်ကိုလေးကြော်သွားပြီးရှားငုတ်ကဝမ်းပိုက်ထဲကိုဖောက်ဝင်ကနေရာမှာတင်တေဆုံးသွားခဲ့ရရှာတယ်။တားတော်ဘန်နကဟာသူ့ဖခင်ကိုသူကိုယ်တိုင်တတ်မိသလိုဖြစ်သွားတဲ့အတွက်နောင်တတွေနဲ့ယူမသက်ခံစားရပါတော့တယ်။ကဲပါဦးအမိရဲ့ကျွန်ုပ်တော့ပြင်စာနန္တိယကန်ကြီးထိုက်တော်မဲထင်လဲလို့အော်ဟင်ကိုကြွေရင်တားတော်ဘန်နကဟာလည်းသူ့ကိုယ်သူခွင့်မလွတ်နိုင်တာကြောင့်ရှားငုတ်ကိုနှစ်ဖူးနဲ့ဆောင်ပြီးတေပွဲဝင်သွားခဲ့ရပြန်ပါပဲလင်းယောက်ျားရောသားတော်ပါကြပြိုင်နဲ့တဲဆုံးရှုံးလိုက်ရလဲနန်ကတိုင်းကျွဲမကြီးရဲ့အဖြစ်ဟာပြောမပြနိုင်တော့ကြည်ကွဲစရာကောင်းလာပါလေအသက်မဲ့နေတဲ့သားငယ်ရဲ့ခန္ဓာကိုယ်ကိုတိုးဝှိရင်းရင်ကွဲမတက်ငိုကြွေးနေတဲ့နန်ကတိုင်းကိုနတ်မင်းကြီးတစ်ပါးကကိုထိန်ပြပြီးနှစ်သိမ့်ခဲ့ပါတယ်တင်းရဲ့တောက်ကတွေကိုထိန်ချုပ်ပါတော့နန်ကတိုင်းအတင်းဟာဟန်သာဝတီတိုင်းအနီးကွမ်အတ္တာအရနာလူသားတဦးကိုတားအဖြစ်ရအောင်ပါပါနတ်မင်းကြီးရဲ့ဗျားတွေစကားကြောင့်နန်ကတိုင်းဟာစိတ်ကိုအနှဲငယ်ဖြီးပြောက်ပြီးသူမရဲ့ဒုတိယမြောက်ကံကြမ္မာရှိတာကွမ်အတ္တာအရက်စီကိုထွက်ခွာခဲ့ပါတော့တယ်မဲဆော်ဖျောက်ချင်းရဲ့ဗျာဒိတ်တော်အရာသာသနာနှစ်1300ကျော်မှာတမလကုမာနဲ့ဝိမလကုမာဆိုတဲ့မင်းကြီးနောင်နှစ်ပါးဟာဟန်သာဝတီမင်းကြီးပြည်တော်ကိုတည်ထောင်ခဲ့ကြပါတယ်တမလမင်းကြီးဟာထီနန်းဆိုးစံပြီးနောက်တောင်သူမဲအိုးလောင်းဟဲ့သမီးချော်လီရွှေဖယုံမဲကိုမိဖုရားကြီးအဖြစ်တင်မြောက်ခဲ့တယ်ဒါပေမဲ့ညီတော်ဝိမလဟာပညာသင်ရာကပြန်လာတဲ့အခါအကိုတော်ကပေးထားတဲ့ဂတိကိုမေ့လျော့ပြီးတားတော်လေးကိုပဲအရေးပေးနေတာကိုမြင်တော့ဒေါသပုံထက်ပြီးအကိုတော်တမလမင်းကိုလုကြံကထီနန်းကိုလူယူလိုက်ပါတော့တယ်ထီနန်းလူယူခဲ့တဲ့ဝိမလမင်းဟာအကိုတော်နဲ့ရွှေဖယုံမဲတို့ကမွေးထားတဲ့မင်းသားကလေးကိုရန်ဆွေပွားလို့မှတ်ယူပြီးတုတ်တင်ဖို့အမိန့်ထုတ်ခဲ့ပါတယ်မိဖုရားကြီးရွှေဖယုံမဲကငိုယိုတောင်းပန်တာကြောင့်နောက်ဆုံးမှာတော့တေတံကနေကင်းလွတ်ခွင့်ရပေမဲ့ဟန်တာဝတီနဲ့ဝေးရာကွတ်အတာတောဆက်မှာတားတော်လေးကိုစွန့်ပစ်ခိုင်းလိုက်ပါတော့တယ်မိခင်ရင်းရွှေဖယုံမဲဟာရင်ထုမနာငိုကြွေးရင်းတားတော်လေးကိုကြင်ချင်းတောင်းထဲမှာအနီးဆောင်လေးတွေနဲ့တေးကြထုတ်ပိုးပြီးကွတ်အတာတောဆက်မှာထားရစ်ခဲ့ရရှာတယ်အဲ့ဒီအချိန်မှာနန်ကတိုင်းကျွဲမကြီးဟာကွတ်အတာအရက်ကကရင်မကြီးတူရဲ့ကျွဲကြံမှာရောက်ရှိနေပါတယ်ဒီနေ့မှာတော့တောဆက်ကကြင်ချင်းထောင်းထက်ကကလေးငယ်လေးကိုနန်ကတိုင်းဟာမထင်မှတ်ပဲတွေ့ရှိသွားခဲ့တယ်အလူ
ကလေးငယ်လေးပါလား